ချင်းမိတ်ဆွေတကယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့2ရက်10လ2025ကြာတာပတိနေ့ပေါ့နော်တနေ့စာအတွက်ထိတ်စီးကတော့9 3ည2ခွန်ထိတ်စီးတဲ့ဝမ်းချင်းအနေနဲ့ကတော့ခွန်3ညဝမ်းချင်းအထီးကြီးအနေကတော့ကျွန်တော်မိတ်ဆွေတွေပြီးတဲ့အတိုင်းပဲ3 8 5ဆိုတာကသူကအထီးကြီးပဲเนาะကျွန်တော်မိတ်ဆွေတွေအထီးကြီးနဲ့ဝမ်းချင်းနဲ့တွဲထိုးမလားတွဲထိုးလို့ရတယ်ကြိုက်သူကစားမိမိစိတ်ချမ်းသာသူစိတ်စီးသူကစားပြီးသွားရင်ဗုဒ္ဓဘူးကြာတာပတိအဓိကအခွေက8 3ည1 2 3နဲ့เนาะကျွန်တော်ရဲ့မိတ်ဆွေတွေအရှင်ပြေသူလိုညံရှိသူလိုတွဲထိုးကြတော့ဗောနော်ကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကတော့ပြီးချင်တာကတော့ဒီနေ့မှာခွန်တလုံးအားကောင်းတယ်ခွန်တလုံးအားကောင်းတယ်နော်ခွန်ကထိတ်လည်းရှိတယ်အပိတ်လည်းရှိတယ်အပူးထိုးမလားခွန်ထိုးလို့ရတယ်နော်အပူးထိုးမဆိုရင်ခွန်ထိုးလို့ရတယ်ပြီးသွားရင်ခွန်4ခွန်8လည်းပြန်ထိုးလို့ရတယ်ကျွန်တော်ပြီးချင်တာကတော့ခွန်4ခွန်အဲ့နှစ်ပေါ့ကိုကျွန်တော်ပြီးချင်တယ်နော်အားလုံးစိတ်ပြေကံကောင်းပါစေလို့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကဆုတောင်းပေးပါမြင်တာလေးတခုတော့ရှိတယ်ငါးပရိမြင်တယ်ဒီနေ့ကပေးလားမပေးလားတော့မသိအားလုံးဘိုင်ဘိုင်